တယောက်ထဲလုပ်ငန်းလုပ်နေတော့မဲလားကုမ္ပဏီမထောင်ပဲတယောက်ထဲလုပ်နေတဲ့လုပ်ငန်းနဲ့တရားဝင်မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတစ်ခုရဲ့ကွာခြားချက်တွေမှာအကြီးမားဆုံးအကျိုးကျေးဇူးကဘာလဲဆိုတာသင်သိပါသလားအဲ့ဒါကတော့ဥပဒေအရတာဝန်ကန့်သက်ချက်ရှိခြင်းလို့ခေါ်တဲ့အကာအကွယ်ကိုရရှိတာပါပဲဒါကကုမ္ပဏီထောင်ရခြင်းရဲ့အဓိကအကျဆုံးအကြောင်းပြချက်ပါပဲဆိုလိုတာကကုမ္ပဏီထောင်လိုက်ပြီဆိုတာနဲ့လုပ်ငန်းနဲ့တင်ဟာဥပဒေအရလူနှစ်ယောက်စီလိုတီးခြားစီဖြစ်သွားပါတယ်အကယ်၍လုပ်ငန်းမှာမမျော်လင့်ပဲအကျွေးတင်တာတရားစွဲခံရတာမျိုးတွေကြုံလာရင်တော့မှတင့်ရဲ့အိမ်ချမ်းမြေကားစတဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကိုဥပဒေအရလုံးဝလာရောက်ထိပါလို့မရပါဘူးအပြင်မှာကုမ္ပဏီမထောင်ပဲဒီအတိုင်းလုပ်ငန်းလုပ်မယ်ဆိုရင်တော့လုပ်ငန်းရှုံးရင်ကိုယ့်အိမ်မှာပါသွားနိုင်ပါတယ်ကုမ္ပဏီထောင်ထားရင်တော့ထည့်ဝင်ထားတဲ့အရင်နေ့အတိုင်းတာအထိပဲတာဝန်ယူရလို့တစ်မိသားစုရဲ့ရရှိပြီးသားစီစဉ်ကိုအပြည့်အဝကာကွယ်ပေးထားနိုင်ပါတယ်ဒါကြောင့်စီးပွားရေးကိုအကြီးကြီးချဲတော့မယ်ဆိုရင်ဘေးကင်းကင်းနဲ့ယုံကြည်မှုရှိရှိရှောင်လန်းနိုင်ဖို့ကုမ္ပဏီအဖြစ်အမြန်ဆုံးစည်ရင်းသွင်းဖို့တိုက်တွန်းချင်ပါတယ်